မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ BOA United Sports and MMA Channel ကနေပြန်လက်ကြိုဆိုလိုက်ပါလေမင်းညကကစားခဲ့တဲ့မြောက်လန်ဒန်ဒါဘီတဲ့ပိုပြီးအကျိန်နဲ့ရှိတဲ့တကဘာလုံးကစောင့်ကြည့်ခဲ့ရတဲ့မန်ယူနဲ့လီဗာပူးတို့ရဲ့အနီရောင်စစ်ပွဲဟာတကယ်ကိုရင်ခုန်စိတ်လှချစရာကောင်းတဲ့ရလဒ်နဲ့ပြီးဆုံးသွားခဲ့ပါပြီOld Trafford မှာကစားခဲ့တဲ့ဒီပွဲဟာရိုးရိုးပွဲတစ်ပွဲမဟုတ်ပဲလာမယ့်ရာသီ Champions League ဝင်ခွင့်အတွက်အဆုံးဖြတ်ပေးမယ့်ပွဲလည်းဖြစ်ပါတယ်ပွဲပြီးမှာတော့မန်ယူအသင်းကလီဗာပူးကို3-2 ဂိုးမဲ့အနိုင်ယူပြီး Champions League ဝင်ခွင့်ကိုအတည်ပြုနိုင်ခဲ့ပါလို့ယာယီနီးပြ Michael Carrick ရဲ့စွမ်းဆောင်ရည်ဟာလည်းအားလုံးကိုပဇက်အဟောင်းသားဖြစ်စေခဲ့ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ဒီပွဲရဲ့အလှည့်အပေါင်းတွေနဲ့ Carrick ရဲ့နီးဗျူဟာပိုင်းကိုအသေးစိတ်သုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပွဲမစခင်ကတည်းက Old Trafford ရဲ့လေးထူဟာအရန်ကိုတင်းမာနေခဲ့တာပါ Michael Carrick ဟာဒီပွဲမှာသူ့ရဲ့အားကိုးရဆုံးကစားသမားတွေကိုအဆုံးအလင်းထုတ်သွင်းခဲ့ပါတယ်ပွဲစားတာနဲ့နှစ်သင်းစလုံးဟာအပြန်အလှန်ထိုးဖောက်မှုတွေလုပ်ခဲ့ကြပြီးလီဗာပူးကပွဲကိုထိန်းချုပ်ဖို့ကြိုးစားခဲ့ပေမယ့်မန်ယူကတော့တန်ပြန်တိုက်စစ်ကိုအထီးရောက်ဆုံးအသုံးချသွားတာတွေ့ရပါတယ်ပထမပိုင်းမှာတင်ဂိုးတွေအပြန်အလှန်သွင်းခဲ့ကြပြီးကစားသမားတွေရဲ့စိတ်ဓာတ်တက်ကြွမှုကအထူးသဖြင့်မန်ယူဘက်မှာပိုတည်တာပါတယ်ကာရစ်ဟာကွင်းလေကိုပိုပြီးချစ်လက်အောင်လှုပ်ထားသလိုလီဗာပူးရဲ့အားသာချက်ဖြစ်တဲ့တောင်မန်ထိုးဖောက်မှုတွေကိုလည်းဘလို့ပိတ်ဆို့ရမလဲဆိုတာတီချာပြင်ဆင်လာတာပါဒုတိယပိုင်းမှာတော့ပွဲကပိုပြီးကြီးကောင်းလာပါတယ်လီဗာပူးဘက်ကခြေပေကိုးတွေပြန်သွင်းပြီးပွဲကို2ဂိုးစီတည်ရထစ်အောင်လုံနိုင်ခဲ့တဲ့အချိန်မှာမန်ယူပရိသတ်တွေရင်ထိတ်ထိတ်ထစ်ခဲ့ရပါသေးတယ်ဒါပေမဲ့ဒီနေရာမှာကာရစ်ရဲ့လူစားလဲမှုနဲ့နီးဗျူဟာအပြောင်းအလဲကစကားပြောလာပါတယ်ပွဲပြီးခါနီးမိနစ်အလိုမှာတော့မန်ယူရဲ့ရတနာလေးလို့တင်စားရမယ်ကိုဘီမိန်နုကအသင်းအတွက်တတိယမြောက်အနိုင်ဂိုးကိုသွင်းယူပေးခဲ့ပါတယ်ဒီဂိုးဟာမိန်နုအတွက်စာချုပ်သစ်ချုပ်ဆိုအပြီးအကောင်းဆုံးအောင်ပွဲခံမှုထိခဲ့လို့ Old Trafford ကွင်းတစ်ထစ်ခုလုံးကိုလည်းပောက်ကွဲစေသွားခဲ့ပါတယ်မိန်နုရဲ့တည်ငြိမ်မှုနဲ့ဆုံးဖြတ်ချက်ပြတ်သားမှုဟာကာရစ်ရဲ့လက်ထက်မှာဘလောက်ထိတိုးတက်လာတယ်လဲဆိုတာဒီဂိုးကသက်သေပြနေတာပါကဲအခုကျွန်တော်တို့အဒီကပြောချင်တဲ့အချက်ကိုရောက်ပါပြီအဲ့ဒါကတော့ Michael Carrick ပါပဲ January လမှာအသင်းကိုစတင်ကိုက်တွယ်ခဲ့တဲ့ကလေးက Carrick ဟာ result ကောင်းတဲ့တောက်လျှောက်ဖော်စွန်ပေးတာဖြစ်ပါတယ်ဒီပွဲမှာလေသူဟာလီဗာပူးလိုအသင်းကြီးတစ်သင်းကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာ tactical master class ပြသွားခဲ့ပါတယ်ကာရစ်ဟာကစားသမားဟောင်းတဦးဖြစ်တာကြောင့်အသင်းရဲ့ DNA ကိုကောင်းကောင်းနားလည်ပါတယ်သူဟာကစားသမားတွေအပေါ်ယုံကြည်မှုအပြည့်အဝပေးနိုင်ခဲ့တယ်လို့အထူးသဖြင့်လူငယ်ကစားသမားတွေကိုမြေတောင်မြောက်ပြမှာလဲထူးချမ်းပါတယ်မင်းညကပွဲမှာသူဟာကွင်းလေကိုအားသားစီရအောင်စီစဉ်နိုင်ခဲ့တာကအနိုင်ရချင်းရဲ့တော့ချက်ပါတယ်အခုဆိုရင်ကာရစ်ဟာပွဲ73ပွဲမှာ9ပွဲအထိအနိုင်ရအောင်စွမ်းဆောင်ပေးထားပြီးဖြစ်ပါတယ်။ဒါကြောင့်လဲခန်းရကစားသမားကြီး Gary Neville အပါအဝင်အားလုံးကကာရစ်ကိုယာယီနီးပြအဖြစ်နဲ့အမြဲတမ်းနီးပြအဖြစ်ခန့်တဲ့ကိုတောင်းဆိုနေကြတာပါ။သူဟာမန်ယူကိုအရှင်လိုကြောက်စရာခမဲ့အသင်းကတင်ဖြစ်အောင်ပြန်လဲတီဆောက်နိုင်စွမ်းရှိတယ်ဆိုတာဒီပွဲကသက်သေပြလိုက်တာပါပဲ။ဒီနိုင်ပွဲကြောင့်မန်ယူဟာလာမယ့်2026-29ရာသီအတွက် Champions League ဝင်ခွင့်ကိုတရားဝင်ရရှိသွားပြီဖြစ်ပါတယ်။ဒါဟာအသင်းအတွက်ဘန်ဒါရဲ့အရာတော်ဂုဏ်တိခအရာတော်အရန်အရေးကြီးတဲ့အောင်မြင်မှုပါကာရစ်ကလက်တော့မှာအသင်းကစူးစီးမှုပိုရှိလာသလိုကစားသမားတွေရဲ့ပျော်ရွှင်မှုကိုလည်းကွင်းထဲမှာမြင်တွေ့နေရပါတယ်အကယ်၍ကာရစ်တာအမြဲနီးပြဖြစ်လာခဲ့ရင်လာမယ့်ရာသီမှာမန်ယူဟာဖလားလမ်းကြောင်းပေါ်ကိုပြန်လက်တက်လန်းနိုင်မလားဆိုတာစိတ်ဝင်စားစရာပါကဲတကယ်ချင်းတို့တော့မင်းညကပွဲပေါ်ဘလူးမြင်ကြလေမိုက်ကယ်ကာရစ်ကိုအမြဲနီးပြအဖြစ်ခန့်သစ်ပြီးလို့ထင်ကြသလားကိုဘီမိန်နူးရဲ့စွမ်းဆောင်ရည်ကိုတော့ဘလူးမှတ်ချက်ပေးကြတော့လေအောက်က comment မှာရေးခဲ့ပြရပါဦးဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးလို့ကြီးစုအများကြီးတင်ပါတယ်နောက်ထပ်လည်းအားကစားသတင်းတွေနဲ့စိတ်ဝင်စားစရာသုံးသက်ချက်တွေကိုအမြဲတင်ဆက်ပေးသွားမှာမို့လို့ကျွန်တော်တို့ရဲ့ channel ကို like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့အားလုံးပဲတာယာတဲ့နေ့လေးဖြစ်ပါစေ